ဟိုနေ့ Tesla ပေါ့နော်ကာ self driving ကိုပထမဆုံးမောင်းနေဆိုပြီးအတွေ့အကြုံကိုတင်လိုက်တော့လေလူတွေတော်တော်များများကြည့်ကြတယ် view ရ 3K view တောင်ဖြစ်သွားပါပေါ့နော်ဒါကြောင့်မို့အခုဒီနေ့ထပ်တင်ပေးလိုက်တယ်ပေါ့နော်ကိုကလည်းဒီ Tesla ကိုလေဒါအခုမှမောင်းတာမှ3-4ခေါက်ပဲရှိသေးတယ်ပေါ့နော်ဒီအခုကိုကြည့်နေတဲ့ view ရထဲမှာလေ Tesla မောင်းတဲ့လူတွေတော့ရှိလိမ့်မယ်နော်ဒီလိုမျိုးသူ့ self driving မောင်းတာနဲ့ပေါ့နော်ကိုမောင်းတာနဲ့ပေါ့နော်ဘယ်လိုကွာခြားချက်ရှိလဲရှိရင်တစ်ချက်လောက်ရေးပေးခဲ့နော် comment ထဲမှာကိုကတော့ဘယ်လိုပြောမလဲပေါ့နော်ကိုဟာနဲ့ကိုမောင်းတာပို့ပြီးယုံကြည်မှုရှိရပေါ့နော် तू မောင်းတာကိုနည်းနည်းလေးစိတ်ကနည်းနည်းမယုံကြည်ခြင်းဘူးပေါ့နော်ဒါပေမဲ့ तू ကလေအရန်ကိုတော့ဟိုဟာဖြစ်ပါတယ်ဆေးဖြစ်အောင်မောင်းပါတယ်ဒါပေမဲ့ကိုကကင်းမောင်ဟိုမျက်လုံးကတော့ကြည့်တယ်ရမှာပေါ့နော် screen ကိုလေဘာလို့လဲဆိုတော့तू ကလေ store sign ဆိုလဲ store sign မှာရက်တယ်မီနီဆိုလဲရက်တယ်ကိုရီတောင်တစ်ခါလေကြာပြီပေါ့နော်ဥပမာဘယ်ကုမယ်ဆိုတော့မှကွာအလေကျောကနေကိုကျင်ကိုကြပါကြလေ तू ကတော့အဲ့လိုမဟုတ်ဘူးလားတော်တော်ကိုလေဘယ်ကိုမယ်ဆိုလဲ तू ဘယ်ကနေကို तू ကတ်ပြီးကိုတယ်ဒီလားကောက်တတိချာချာကို तू လေစိတ်ဆိုင်ဖြစ်အောင်လုပ်တယ်လက်လားကီလိုမကတော့တော်ရယ်နော်တကယ် technology อ่ะလေတကယ်ထူးဆန်းတယ်ဒီလားကားရီဒီလောက်အများကြီးရားထဲမှာလေ तू လေတကယ်ကိုဟိုဘယ်လိုပြောမလဲအရှိကကားလာလဲတူတီးတယ်အကုန်လုံးကိုတူတီးရယ်ကွာပြီးကားပါကင်ထိုးတာတော့မှတက်ပြန်ရိုက်ပြီးမဲ့ကားပါကင်ထိုးရလဲလေတော်ကိုတူလေတစ်ချက်သေးကြွားနေတော့ကားပါကင်ကိုလည်းတီးလာတူလေတော်ကိုယူတက်တော်ကိုတက်လေကိုရီတို့တခါလေဟိုကားပါကင်ထိုးလို့ရှိရင်လေဘာပြောတီးရမလားစောင်းတာရွဲ့တာတွေတော့ရှိရယ်ကွာ तू ကလေလုံးဝကွက်တီပဲဝင်ထိုးတာဒီလားတကယ်မိုက်တယ်တကယ်တော်တယ်ကိုမောင်းလာတော့ယုံကြည်မှုရှိဘူးပေါ့နော်ကိုမောင်းလာတော့ကိုမှကိုယုံကြည်မှုရှိတယ်ပေါ့ခံစားရတယ်ပေါ့နော်အဲ့ feel လေးကွာတယ်လို့ကားကြီးအများကြီးပဲလာတယ်တဖြည်းဖြည်းလေးနဲ့တက်လာသူကိုရီမယ်ဟိုဘက်လမ်းကြောင်းသူယူမယ်သူရှင်းရှော့ရဲ့ရှက်သွားတယ်လားကျုပ်ဘာလို့ရင်းမလဲ